ခံမိသားစုများအားလုံးမင်္ဂလာပါဗျာတူရီကေကေ YouTube channel ကနေကြိုဆိုပါရစေဒီတစ်ပတ်မှာတော့ကိုခန့်ရဲ့မိသားစုများကိုတနင်္လာနေ့မနက်မှာ9-6အင်္ဂါနေ့ညနေမှာ6ခုဗုဒ္ဓဟူးနေ့မနက်မှာ9-5ဆိုပြီးတော့ကိုခန့်ကူညီနိုင်ခဲ့ပါတယ်14ရက်နေ့မနေ့အတွင်းရှာဖွေထားတဲ့ကဏ္ဍလေးတွေကိုလာပြပြပေးတာပါခင်ဗျာခုပြောပြမယ့်ကဏ္ဍတွေကတော့ထွက်စင်နေနဲ့ကြာစင်နေ73နှစ်စာခြေခံပြီးရှာဖွေတွေ့ရှိထားတဲ့ကဏ္ဍလေးတွေကိုလာပြပြပေးတာပါဒါကတော့14ရက်နေ့အတွက်ရှာဖွေပေးထားတဲ့အကောင်းဆုံးကဏ္ဍလေးတွေဖြစ်ပါတယ်မျိုးတို့ချိန်ရတဲ့မယ်လို့ထင်ပါတယ်ခင်ဗျာဒီကဏ္ဍတွေကကြာစင်နေနဲ့ထွက်စင်နေပုံမှန်မူတည်ပြီးရှာဖွေပေးထားတာဖြစ်တဲ့အတွက်အာမခံချက်တော့မရှိပါဘူးဗျာကစားမယ်ဆိုရင်တော့မျိုးတို့ချိန်စားပြီးတော့ကစားကြပါလို့ပြောချင်ပါတယ်ကိုခန့်ရဲ့မွေးနေ့အထိမ်းအမှတ်လက်ဆောင်တင်ပေးခဲ့တဲ့ခွေလေးမင်းခွေမိပြီးတော့အောင်ပါတယ်